ဖို့လေတွေ့လို့ အာနာ ဟုတ်ရတယ်တန်းစီပြီတန်းစီလေးရကြံသေးရနော်သွားယူပြီခဏပါတယ်ရမုတ်ပေါက်စီရအဝတ်စားရပေါ့နော်နိုင်လားရအမကင်ထားနေပြီးမှနော်ဟိုကဘယ်သူမှပို့ရဲဆိုတော့သိလားပန်လား ဟုတ်တယ် တောင်ပါလေး တိုက်မဟုတ်တငယ်ချင်းလို့ခင် ဟောတငယ်ချင်းလို့ခင်တာတူကလေမောင်လေးကိုအမှားစကားလေးပါလိုက်တယ်ကိုထွေးလေးတဲ့ကိုထွေးလေးကိုအကစားသမားလေးမို့လို့ပေါ့နော်ကျမ်းမာရေးကိုတဲ့အထူးပြုဆိုင်ပါလို့ပြောချင်ပါတယ်တဲ့အခုချိန်မှာခက်ခဲနေပေမဲ့တစ်ချိန်ကျရင်အကောင်းဆုံးနေလာမှာမို့လို့အားတင်းထားပါနော်တဲ့နန်းအနားမှာလည်းတငယ်ချင်းကောင်းအဖြစ်ရှိနေပေးပါနော်တဲ့ thank you ပါနော်တဲ့အောင်မြင်တဲ့ကစားသမားကောင်းတစ်ယောက်ဖြစ်ပါစေရှင်တဲ့ ကျေးဇူးပါ ဟုတ်ကဲ့ပါကျေးဇူးပါနော်နောက်လည်း surprise အများကြီးရပါစေဟုတ် fighting နော်26ရက်နေ့ကကြိုးရပန်းလို့စခါကြိုးရနော်